ဘာကြောင့်အခုချိန်ထိမချမ်းသာသေးတာလဲတချို့ကဝန်ထမ်းဘဝမှာပဲရှိတယ်ဝန်ထမ်းဘဝမှာပဲပြောတယ်တတိကဆိုင်ရှင်ကလာစာတိုးပြီးတယ်အဲ့ထဲမှာပဲပျော်မွေ့သွားတယ်ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ကြတော့မစင်စားဘူးပေါ့နော်ဝန်ထမ်းဆိုတာကခန္ဓာကိုယ်ကောင်းတဲ့၍တော့အလုံးလုံးစားလို့ရတယ်ခန္ဓာကိုယ်ထဲမှာခန္ဓာကိုယ်စွမ်းရင်ကျသွားလို့ရှိရင်အားယုတ်သွားလို့ရှိရင်ကျန်းမာရေးအနေငယ်လျော့သွားလို့ရှိရင်ကြတော့အဲ့ဒီအချိန်မှာဝန်ထမ်းဘဝနဲ့ကြတော့ရက်တီလို့မရတော့ဘူးလေမိန်းကလေးကြတော့လေကလေးအမေတွေဖြစ်သွားလို့ရှိရင်လေဝန်ထမ်းဘဝမှာခက်ခဲသွားမှာပေါ့အဲ့ဒါကြောင့်မလို့ဝန်ထမ်းဘဝကနဲ့ဘလို့ကျွတ်ရမှာလဲဝန်ထမ်းဘဝမှာပဲမပြောတော့ဘူးကိုယ်ပိုင်စီးပွားရေးလုပ်ချင်တယ်ဝန်ထမ်းဘဝကနဲ့လွတ်မြောက်ချင်တယ်ဝန်ထမ်းဆိုတာသူများအလုပ်ဝန်ထမ်းဆိုတာသူများအချိန်နဲ့တွားရတယ်သူများအချိန်နဲ့ပဲဆင်းရတယ်ဝန်ထမ်းဘဝမှာနေပြောရင်လည်းနေရတယ်နေမကောင်းရင်လည်းတွားရတာပဲကိုယ်အိမ်မှာအဆင်မပြေတာကလေးတွေနေမကောင်းရင်လည်းတွားယောက်ျားနေမကောင်းရင်လည်းအလုပ်ထဲတွားအမေနေမကောင်းရင်လည်းအလုပ်ထဲတွားရတာပဲဒါပေမဲ့ဝန်ထမ်းမလုပ်ပါနဲ့မို့ဝန်ထမ်းလုပ်ပါဒါပေမဲ့ရေရှည်စီမံကိန်းတော့ချရမယ်ဝန်ထမ်းဘဝ9နှစ်မှာ9နှစ်လောက်လို့ရင်တော့တော်ပြီပေါ့ဗျာအလုံးစုံလို့ရင်6နှစ်ပေါ့ဝန်ထမ်းလုပ်မလုပ်ပါနဲ့မို့လုပ်ပါကိုယ်မှာအဆင်မပြေတဲ့အချိန်မလို့ဝန်ထမ်းလုပ်တာပါဝန်ထမ်းလုပ်တာလဲသင်ခန်းစာတစ်ခုပါသူများဆိုင်မှာအလုပ်လုပ်ရတယ်သူများယုံမှာအလုပ်လုပ်ရတယ်စီဝိုင်းနဲ့တန်းတူမြင်ရတယ်တန်းတူတွေးရတယ်ရောက်ဘလို့ပစ္စည်းရောင်းလဲဘယ်ကနေမာရလဲအဲ့ဒါတွေမြင်ရတယ်ဝန်ထမ်းဘဝဆိုတာလဲအတွေ့အကြုံဘဝပါဝန်ထမ်းဆိုတာလဲလေးလာမှုတစ်ခုပါဝန်ထမ်းဆိုတာကတက်စီတစ်ခုပါဝန်ထမ်းဆိုတာကလုပ်ငန်းရှင်တစ်ခုရဲ့အားပါဝန်ထမ်းမရှိဘာမှလည်းလှုပ်ရှားလို့မရဘူးဝန်ထမ်းဆိုတာကအရေးကြီးပါတယ်အဲ့ဒါကြောင့်မလို့ဝန်ထမ်းလည်းလုပ်ပါကောင်းပါတယ်ဒါပေမဲ့လစာရဲ့3ပုံ1ပုံ3မဟုတ်4ပုံ1ပုံ3မဟုတ်5ပုံ1ပုံတော့ဒါလေးတစ်လစုသွားမယ်တစ်လမှာ3သိန်းဖြစ်စုသွားမယ်တစ်နှစ်ဆိုရင်12သိန်းဖြစ်မယ်2နှစ်ဆိုရင်24သိန်း3နှစ်ဆိုရင်36သိန်း36သိန်း5နှစ်ဆိုရင်တော့အများကြီးရမှာပေါ့ဘာဖြစ်ဟိုဟာဒီကဝယ်စရာရှိတာဈာပေါက်မှာပေါ့9နှစ်ဆိုရင်တော့ငွေအမောင်းတစ်ခုရလာမှာအဲ့ဒါပြောတာပါတိကျတော့မပြောတော့ဘူး9နှစ်ဆိုရင်လည်းမျိုးစုတဲ့အချင်းချင်းတော့တစ်ခုရလာလိမ့်မယ်အဲ့ဒါနဲ့ဆိုင်တေးသေးလေးဖွင့်လို့ရပါတယ်နေရာကောင်းလူစီတဲ့နေရာအဲ့နဲ့ကိုယ်ပိုင်စီးပွားရေးကိုစားလို့ရပါတယ်ကိုယ်ပိုင်စီးပွားဝန်ထမ်းဘဝမှာနေတဲ့အချိန်ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ကြောက်စိတ်ဝင်နေပါတယ်စီးတဲ့ပတ်စံများကုန်သွားမှာလားစီးတဲ့ပတ်စံများပြောင်းသွားမှာလားငါတော့ပတ်စံတော့စုလိုက်မယ်ဒီဝန်ထမ်းဘဝပါမယ်နေမယ်ဆိုတာလဲဟာလဲတားကြီးကောင်းတာတော့မဟုတ်ပါဘူးအတော်တင်ကောင်းတာပေါ့နော်ဘာဖြစ်စုနေတယ်ဆိုတာလဲကောင်းတာတကူပေါ့နော်ကိုယ်ပိုင်စီးပွားရေးတေးလေးထောင်လိုက်လို့ရှိရင်တော့ပို့ပြီးတော့ကောင်းတယ်လို့ပြောစီချင်တာပါကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ချိန်ကျတော့လေပတ်စံအများကြီးမလိုဘူးနည်းနည်းလေးနဲ့စတာဇလန်းစဖို့ပဲရည်ကြီးတယ်နော်ကျွမ်းကျင်တဲ့အလုပ်ပေါ့နော်ဝန်ထမ်းဘဝမှာအတွေ့အကြုံတွေအများယူပြီးတယ်9နှစ်လုံးနာနေတီဝန်ထမ်းဘဝမှာလှုပ်ပြီးသွားပြီတတိနဲ့ကိုယ်တိုင်လှုပ်ရတဲ့ဆိုင်ရှင်လိုပဲကိုယ်တိုင်ပြောပြီးတော့ရောင်းရတယ်ဘယ်လိုပြောရမလဲဘယ်လိုဆိုရမလဲဘောက်ချဘယ်လိုဆွဲရတာလဲအဲ့ဒါတွေကမွန်သွားပြီအဲ့ဒါတွေကအတွေ့အကြုံတွေကပေးပြီးသွားပြီအောင်မြင်မှုကအကြီးကြီးကိုခြေလန်းစာဖို့ပဲလိုတယ်ဝန်ထမ်းဆိုတာကတင်ယူလေးလာတာပါသူများလှုပ်တယ်လို့လည်းမစမ်းစားပါနဲ့ငါတင်ယူနေတယ်ငါလေးလာနေတယ်ငါစူးစမ်းနေတယ်ဒီထက်မှအကောင်းဆုံးဝန်ထမ်းဖြစ်တော့တချို့ဝန်ထမ်းတွေလစာအများကြီးရတယ်အဲ့ဒါတော့ကိုယ်ပိုင်စီးပွားရေးလုပ်ဒီလောက်ပဲရပါအဲ့လောက်တော့ပတ်ဆိုင်ရတယ်ဆိုတော့စုဖို့ပဲရည်ကြီးတာပေါ့နော်စုလိုက်မြေကွက်တီလေးဝယ်လိုက်လွတ်ထားလိုက်အငားလေးပေးလိုက်အဲ့လိုလဲလောက်ကြတာပဲအဲ့ဒါလည်းအောင်မြင်မှုတစ်ခုပါတချို့က
ဝင်နဲ့လှုပ်တဲ့ပတ်စံစုတဲ့ကိုယ်ပိုင်စီးပွားရေးလည်းလှုပ်တယ်အဲ့ဒါလည်းကောင်းတာတစ်ခုပါကျွန်တော်ပြောတာပတ်စံတစ်လတစ်ကြိမ်ဘယ်လောက်စုရမှာလဲဆိုပြီးတော့စာအုပ်တော့အုံးမှာမှတ်ထားပါတစ်လဘဏ်မှာသွားပြီးတော့မှစုပါလီမီယာ2ယောက်စုံတွဲ2ယောက်အလုပ်လုပ်တယ်ဆိုလည်းမိမကြီးဒီလောက်စုရအောင်မိမဖက်ကနေယောက်ျားကြီးနှစ်ဖက်ကနေဒီလောက်စုအမျိုးစုတာစုစေချင်တာလို့ပြောတာပါအဓိကအကြောင်းရင်းလက်ထက်မှာပတ်စံစီးတင်တယ်လို့ပြောတာပါ